မင်္ဂလာပါဒီနေ့ကတော့ငွေကြေးအသိပညာမျှဝေခြင်းအစီအစဉ်ရဲ့17ရက်မြောက်နေ့ဖြစ်ပါတယ်မိကုန်းလေးတစ်ခုနဲ့စလိုက်ပါမယ်တစ်မှာတကယ်သွားခြင်းနဲ့ပန်းနိုင်မရှိလားဒါမှမဟုတ်ဖြစ်ခြင်းနဲ့စိတ်လောက်တာရှိနေတာလားချမ်းသာခြင်းနဲ့လို့ပြောတာဟာစိတ်ကူးရင်တာသို့မဟုတ်ဆန္ဒရှိတာပဲဖြစ်ပါတယ်ဒါပေမဲ့နောက်3နှစ်အတွင်းတစ်လကိုငွေ30သိန်းရအောင်လုပ်မယ်လို့ခိုင်ခိုင်မာမာပြောလိုက်တာမျိုးကမှပန်းနိုင်အစ်စ်မှန်ဖြစ်ပါတယ်ပန်းနိုင်မရှိပဲကြိုးစားနေတာဟာလမ်းမသိပဲကားမောင်းနေတယ်လို့ပါပဲဘလောက်ပဲအားဆိုင်ပြီးမောင်းနေပါစေဘယ်ကိုသွားရမှန်းမသိရင်တော့တင်းရဲ့လှုပ်အားတွေဟာအလကားဖြစ်သွားပါလိမ့်မယ်ပန်းနိုင်ရှိမှဘယ်လမ်းကိုရွေးရမလဲဆိုတဲ့ဆုံးဖြတ်ချက်တွေကပြတ်သားလာမှာပါဒီကနေ့ရီမန်းချက်ပန်းနိုင်တစ်ခုမှာရှိရမယ့်လက္ခဏာရဲ့5ခုကိုပြောပြပါမယ်အချက်တက specific ကြီးကြပြတ်သားတဲ့ရီမန်းချက်ပန်းနိုင်ဖြစ်ရမယ်ပတ်စံစုမဲလို့ရေဘူးရမပြောပဲ9သိန်းချက်စုမဲလို့အတိအကျသတ်မှတ်ရပါမယ်အချက်2က measurable တိုင်းတာလို့ရတဲ့ရီမန်းချက်ပန်းနိုင်ဖြစ်ရမယ်မိမိရီမန်းချက်ပန်းနိုင်ကိုဘယ်လောက်ထိရောက်နေပြီလဲဆိုတာပြန်စစ်လို့ရပါမယ်အချက်3က achievable လက်တွေ့ဖြစ်နိုင်ရောက်နိုင်တဲ့ရီမန်းချက်ပန်းနိုင်ဖြစ်ရမယ်လုပ်ရည်ကိုင်ရင်တဲ့ရီမန်းချက်ကမိုးနဲ့မြေလိုဝေးကွာနေလို့မရပါဘူးအချက်4က relevant မိမိဘဝနဲ့အမှန်တကယ်သက်ဆိုင်တဲ့မိမိဘဝတိုးတက်ဖို့အတွက်အမှန်တကယ်လိုအပ်တဲ့ရီမန်းချက်မျိုးဖြစ်ရပါမယ်အချက်5က time bound အချိန်ကာလကန့်သတ်ချက်ရှိတဲ့ရီမန်းချက်ပန်းနိုင်ဖြစ်ရမယ်ဘယ်နှစ်ဘယ်နှလအတွင်းရရှိရောက်ရှိရမယ်ဆိုတာမျိုးသတ်မှတ်ရပါမယ်ဥပမာပတ်စံစုမယ်ဆိုတာထက်6လအတွင်း9သိန်းစုမယ်လို့အတိအကျအချိန်နဲ့ပမာဏကိုသတ်မှတ်လိုက်ပါဒါဆိုရင်ဒီရီမန်းချက်ပြည့်မီဖို့တင်ပါလို့ရမလဲဆိုတာရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်မြန်မာလူငယ်တွေအနေနဲ့ပန်းနိုင်2မျိုးလိုပါတယ်3လကနေ6လအတွင်းစူးစမ်းရယူမဲ့ရေတူပန်းတိုင်ရဲ့3နှစ်ကနေ9နှစ်အတွင်းစူးစမ်းရယူမဲ့ရေရှည်ပန်းတိုင်ရဲ့ပေါ့ရေတူပန်းတိုင်ကတင့်ကိုရှေ့ဆက်ဖို့အားအင်ဖြစ်စေပြီးရေရှည်ပန်းတိုင်ကတော့တင့်ဘဝလမ်းကြောင်းကိုမှန်ကန်စေမှာပါခင်ဗျားကိုလူတချို့လောက်ကြတဲ့အမှားတစ်ခုရှိပါတယ်ဒါကတော့ရီမန်းချက်ပန်းတိုင်ကိုခေါင်းထဲမှာပဲထားကြခြင်းပါတင့်တကယ်အောင်မြင်ခြင်းရင်တင့်ရီမန်းချက်ကိုစာရွက်ပေါ်မှာချရေးပါစာနဲ့ပေနဲ့ချရေးထားတဲ့ပန်းတိုင်ကတင့်ကိုတာဝန်ယူစိတ်ပိုရှိလာစေပါတယ်ဒီနေ့ကစပြီးအချက်3ခုကိုစလုပ်ကြရအောင်နံပါတ်1တင်ဖြစ်ခြင်းတဲ့ပန်းတိုင်3ခုကိုစာရွက်ပေါ်မှာရေးချပါနံပါတ်2ပန်းတိုင်တစ်ခုစီအတွက်အချိန်သတ်မှတ်ချက်ထည့်ပါနံပါတ်3ပန်းတိုင်စီရောက်ဖို့ဒီအပတ်ထဲမှာလုံနိုင်မဲ့အသေးဆုံးခြေလမ်းတစ်ခုကိုအခုပဲစတင်လိုက်ပါပန်းတိုင်မရှိတဲ့လူကအခြေအနေပြောင်းလဲမှုနောက်ကိုလိုက်နေမှာဖြစ်ပြီးပန်းတိုင်ရှိတဲ့လူကတော့သူ့ရဲ့အနာဂတ်ကိုဒီဇိုင်းမတ်ကိုယ်တိုင်ဖန်တီးရယူနေမှာပါခမည်းရဲ့ပန်းတိုင်ကဘာလဲဆိုတာခါမတ်မှာရေးခဲ့ပါဦးအောင်မြင်ဖို့အတွက်အလေးအကျင့်ကောင်းတွေဘယ်လိုပြောထောင်မလဲဆိုတာကိုနောက်ရက်မှာမျှဝေပေးပါမယ် See you.